ဘာကွာမင်းနဲ့ထမင်းတစ်ဝိုင်းနဲ့တူထိုင်စားမှာယွန်လို့ဟုတ်လားငါလိုက်တာမအေးဟဲ့ဟာမလာလာဟာညီလေးတို့ပြန်လာပြီထင်တယ်ဟဲ့ဘာလဲဟဲ့နေရာလည်းပြင်းလာလောက်ပါကိုယ့်ရင်ကိုယ်ကရောက်နေအောင်ဘာဖြီးလို့မရဘူးကွာဟောရောက်နေရလားရှောင်းနေပြီဟာအဲ့ဒါပြောနေမှာပိုဝယ်ခဲ့ပါအမလေးငယ်ကခုခေတ်ကုံစင်းတော်ကြီးနဲ့ကြက်ကြော်တုံး500မဝယ်နိုင်ဘူးခဲ့ဘာပဲဖြစ်နော်အားရငါမရှိနဲ့တက်ကြော်တိတိလေးပဲရတာတော့ကြက်ကြော်လာစားတာအကြောင်းမဟုတ်ဘူးသူကတနေကုန်ရှင်းမှာမတ်တက်ကြီးရဲ့နေရတာချွေးတန်တစ်လုံးလုံးနဲ့သူ့ရဲ့နန်းတန်နန်းစောစောကြီးနဲ့ငါတို့နဲ့လာဆိုင်အမလေးယွန်စရာငါမစားနိုင်ပါဘူးဟဲ့အဲ့ဒါမြန်စားလို့ပြောနေရဟေးအေးပါဟိုမြန်ပြီးရောနေရတယ်အေးညီလေးညီမလေးဟာကိုကြီးညီမပဲဒါကိုဘာလိုက်ကြည့်ပါဦးဟာကိုကြီးခေါင်းကြွဝဲလာဟုတ်တာပေါ့အကွာကိုကြီးစားကြမယ်ကိုကြီးတာခါဖဲနေနေရကြိုက်တာဟုတ်လားအရင်ဆိုင်စားကွာမြမစားဟုတ်ပြီဒီမှာလိုက်တယ်ညီမလေးဟောမောင်လေးဟုတ်မမဒါမတို့တထင်းမှာမောင်ရဲ့မွေးနေလေဟုတ်ကဲ့ဒါလာပို့တာမောင်လေးတို့အတွက်နော်အစားမနေလို့လည်းမတို့ပြီးပွားကြီးမောင်လေးတို့နှစ်ယောက်အတွက်ခောက်သေးကြနော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကောင်းကောင်းစားလိုက်ပါမယ်ပြောင်းထိုက်ကြီးရေဒီနေ့တော့ဘိုက်ခွေးနေပြီဟောကြီးဘာဖြစ်တာလဲကွာဟာငါတို့တထေမမမိုးရဲ့မွေးနေတဲ့အဲ့ဒါခောက်သွဲကြော်တယောက်တစ်ပူရတယ်ဟာဟုတ်လားမင်းတပူစားငါတို့ကြိတ်ပြီကွာနားတွေကဘာမှမစားပြန်နဲ့ကြိတ်ပြီကိုကြီးတာခါဖဲနေနေရကြိုက်တာဟုတ်လားပြောင်းထိုက်ကြီးဘာလာကိုကြီးတာဒါစားစမယ်ဟာတော့စားချင်လို့အရသာရှိမယ်ဘုံမကွာဟိုမှာဒါလေးဘယ်လောက်လဲ1500ပါရှင်1500အဆူဒါလေးအောင်မ1000ပါရှင်1000နဲ့မကျန်းစားကျင်စရာလေးရတာရှိ3ခုအောင်ပါတယ်ကိုတယောက်တစ်ခုစားလို့ရစားမလားစားမလို့ကြီးရဲ့အဲ့ဒါပဲစားမယ်ဟုတ်ပြီကွာအဲ့ဒါကိုတာဝဲလိုက်မယ်နော်ဟုတ်မဒါလေးပြပါကျေးဇူးပါမအမလေးယွန်စရာငါမစားနိုင်ပါဘူးဟဲ့အဲ့ဒါမြန်စားလို့ပြောနေရဟေးအေးပါဟိုမြန်ပြီးရောနေရတယ်ခုခေတ်ကုံစင်းတော်ကြီးနဲ့ကြက်ကြော်တုံး500မဝယ်နိုင်ဘူးခဲ့ကိုကြီးတာခါဖဲနေနေရကြိုက်တာဟုတ်လားဘာပဲဖြစ်နော်အားရငါမရှိနဲ့တက်ကြော်တိတိလေးပဲရတာတော့ဘာကွာမင်းနဲ့ထမင်းတစ်ဝိုင်းနဲ့တူထိုင်စားမှာယွန်လို့ဟုတ်လားကုံစိမ်းလုံးတွေဈေးကြီးနေလို့မင်းတို့ကြက်ကြော်လေးတုံးပို့ဝယ်ပေးရမှာမဝယ်ပေးချင်ဘူးပေါ့လေဟုတ်လားကိုထိုက်ဟာမင်းပါစကပြောပါလားကွာငါလုံးစားလည်းမစားနဲ့ငါ့အိမ်ပေါ်မှာလည်းမနေနဲ့စင်းသွားကြကွာဆိုပြီးမင်းပါစက်ကြီးကပြောလိုက်ပါလားမင်းပါစက်ကြီးကဘာလို့ခုချက်မှပြောမထွက်တာလဲကိုထိုက်ရငါပါဇက်ကဘလို့ပြောထွက်ရမှာလဲကွာအရာငါကံမဲပေါ့ကွာမင်းရတာအဲ့ဒီကံကြီးကိုအပြစ်ပုံချနေတာမင်းပေးခဲ့တဲ့မေတ္တာတွေစေတနာတွေမင်းအငတ်ခံခဲ့ရတာလေမင်းပင်မဲခံခဲ့ရတာတွေကိုသူတို့မြင်လို့လားဟမ်မင်းဟောဒီပခုံးကြီးပေါ်တင်ပြီးတော့လေဟိုးမြင့်ဆုံးရောက်ပါစေဆိုတဲ့စိတ်နဲ့မင်းတိုးတင်ပေးခဲ့တာတွေကိုသူတို့မြင်ကြလို့လားမပြောပါနဲ့တော့တကယ်ကြီးဟာမပြောပါနဲ့တော့ငါတိုင်းနဲ့ငါကဲမယ်ဟာရှိပါစီကွာဟေ့မပြောလို့ရမလားကွာငါမပြောဘဲနဲ့မနေနိုင်ဘူးငါထိုက်ကြီးမင်းစားငါမခံစားနိုင်လို့ပါကွာငါမခံစားနိုင်လို့ငါရှင်နေရမ်းနာလို့ပါထိုက်ကြီးဟာ